အခမဲ့ပညာဒါန video editing သင်တန်းစတင်ပါပြီကျွန်တော်သင်မဲ့သင်ခန်းစာတွေကို lesson တစ်ခုချင်းစီကိုကျွန်တော် video တစ်ခုချင်းစီလိုက်သင်ကြားပေးမှာဖြစ်ပါတယ် lesson အားလုံးပေါင်းကျွန်တော်ဘယ်လောက်ခုရှိလဲဆိုတော့ lesson 30လောက်တော့ရှိပါတယ် lesson 30လုံးကိုကျွန်တော် video တစ်ခုကြီးတစ်ခု lesson 1ဆိုရင် video တစ်ခု lesson 2ဆို video တစ်ခုသူခေါင်းစဉ်လေးတွေနဲ့ကျွန်တော်လုံနည်းလေးတွေသင်ပြပေးမှာဖြစ်ပါတယ်ကျွန်တော်အမှကျွန်တော်တစ်ပတ်ကိုကျွန်တော် video lesson ပေါ့နော် lesson ကိုနှစ်ခုကိုအနည်းဆုံးလို့တော့ကျွန်တော်တင်ပေးပါမယ်ဒါပေမဲ့အထက်3ခုဖြစ်နေဖြစ်မယ်ပေါ့နော်ကျွန်တော်ရဲ့အလုပ်အားတဲ့ပေါ်လေးမှာမူတည်ပြီးတော့ကျွန်တော်တစ်ပတ်ကို2ပုတ်ဖြစ်ဖြစ်စေ3ပုတ်ဖြစ်ဖြစ်တင်ပေးပါမယ်မိတ်ဆွေတို့ဘာလုပ်ထားရမလဲဆိုတော့ကျွန်တော်ရဲ့ဒီ TikTok channel လေးကို follow ရ like လေးနဲ့လုပ်ထားလို့ရပါတယ်ကြင်ညာမှရှိလို့ရှိရင်ကျွန်တော်ရဲ့ဒီ comment အောင်လေးမှာလာပြီးတော့မေးလို့ရပါတယ် okay ကျွန်တော်တို့စလိုက်ကြအောင် lesson 1 InShot application introduction ကိုကျွန်တော်စပြီးတော့သင်မှာဖြစ်ပါတယ်ဒီ InShot application introduction မှာဘာကိုသင်ပေးမလဲဆိုတော့ InShot application ကိုကျွန်တော်install လုပ်နေပေါ့နော် download ပြီးတော့ install လုပ်နေကိုပြပေးမယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီ InShot application မှာ interface မှာပါတယ် home screen မှာဒီ home screen မှာရှိတဲ့ဟာတွေကိုဘာတွေအသုံးပြုရလဲဆိုတော့ကျွန်တော်ပြပေးမယ်နောက်တစ်ခုကကြတော့ဓာတ်ပုံတွေ video တွေကို collect လုပ်တဲ့နေရာလေးရှိတယ်အဲ့ဒါကိုကျွန်တော်ပြပေးမယ်ဒါကကျွန်တော် lesson 1အနေနဲ့ပေါ့နော်အဲ့ဒါကိုမိတ်ဆွေတို့ကစပြီးတော့အရင်လေ့လာဖို့အတွက်ကျွန်တော်ပြပေးမှာဖြစ်ပါတယ် Okay ကျွန်တော်ပထမဆုံးကျွန်တော်မိမိဖုန်းလေးကနေပြီးတော့ကျွန်တော်တို့က Play Store တွေကိုသွားပါနော် Play Store နှိပ်လိုက်ပါ Play Store နှိပ်ပြီးသွားရင်ဒီမှာကျွန်တော်တို့ဒီ search မှာကျွန်တော်တို့SHOT shop ကိုနှိပ်ပါInShot တွေ့ပြီးသွားရင်အကောင်ကျွန်တော်တို့ install နှိပ်လိုက်ပါအခုတို့ဒီကောင် install လုပ်နေပါပြီခဏစောင့်ပါပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာဒီနားမှာ open နှိပ်လို့လည်းရပါတယ် open နှိပ်လိုက်ပါဒါဆိုကျွန်တော် InShot application တွေကိုရောက်သွားပါပြီရှေ့ဆုံးမျက်နှာစာပေါ့နော်ဒါကျွန်တော်တို့ရဲ့ interface ပေါ့နော် InShot application interface တွေ install ပြင်ပြီးဖြစ်ပါတယ် InShot application ကကျွန်တော်ဝယ်သုံးလို့လည်းပိုတော့ကောင်းတာပေါ့နော်ဒါပေမဲ့ကျွန်တော်အခုသင်ခန်းစာမှာကျွန်တော်ပြမှာအခမဲ့သင်ပေးရတဲ့ကျွန်တော် free ရတဲ့ free version ပေါ့နော်ဝယ်သုံးစရာတော့မလိုပါဘူးဒါပေမဲ့ဒီ free မှာတွေတော်တော်များများအကုန်လုံးလုပ်ရတဲ့ခါကိုကျွန်တော်သင်ပေးမှာဖြစ်ပါတယ်ဒီကျွန်တော်ဒီပထမဆုံးဒီဟာကြီးတွေ့ရတဲ့ခါဒါ InShot interface ပေါ့နော်အခုဆိုဒီမှာဆိုရင်ကျွန်တော်တို့ဒါဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုတွေကိုကျွန်တော်တို့ကမိမိဖုန်းထဲမှာရှိတဲ့ဗီဒီယိုတွေကိုဒီ InShot application တွေကိုထည့်ပြီးတော့ active ဖြစ်မဲ့နေရဒါဆိုရင်မိမိဖုန်းထဲမှာရှိတဲ့ပုံတွေကို InShot application တွေကို active ဖြစ်မဲ့နေရ collect လုပ်တဲ့နေရပေါ့နော်ဓာတ်ပုံတွေကိုကျွန်တော်တို့ပုံတစ်ခုနဲ့တစ်ခုကို collect လုပ်တဲ့နေရာလေးပေါ့နော် Okay ကျွန်တော်ဒီသုံးခုကိုကျွန်တော် introduction အနေနဲ့ပြောပြပေးပါမယ်ပထမဆုံးကျွန်တော်ဗီဒီယိုနေရာကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါ Okay ဗီဒီယိုလေးမှာကျွန်တော်တို့ဒီမှာအခုမှစပြီးတော့ install လုပ်ထားတဲ့အတွက်auto limit asset ကိုနှိပ်လိုက်ပါအဲ့ဒါပြီးတော့လို့ရှိရင်ဒီမှာကိုကမလဲ auto limit asset ကိုနှိပ်လိုက်ပါ Okay ပြီးသွားလို့ရှိရင်ဒီမှာကိုထည့်ခြင်းတဲ့ဗီဒီယိုတွေဓာတ်ပုံတွေကိုဒီမှာကိုမလေးကိုဒီမှာဆက်လက်ပေးပြီးတော့ထည့်လို့ရပါတယ်ဒီမှာထည့်လို့ရတယ်ကိုဒီကထည့်ခြင်းလားဒါထည့်ခြင်းလားဒီမှာဆိုဆက်လက်ပေးပြီးလို့ရှိရင်ဒီမှာအမှန်ချလေးပေါ်လာပါအမှန်ချလေးပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာDONE dance ကိုလေးနှိပ်လိုက်ပါနောက်တစ်ခုကကျွန်တော်ဒီတပုံနဲ့ပဲမဟုတ်ဘူးနောက်ပုံနဲ့ဆက်ရွေးပြီးနေဆိုရင်နောက်တစ်ခုနှိပ်ပါနောက်တစ်ခုကိုနှိပ်ပါနောက်တစ်ခုနှိပ်ပါ Okay အားလုံးပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာ dance ကိုနှိပ်လိုက်လို့ရပါတယ် Okay ပြီးသွားကျွန်တော်တို့ back ကိုပြန်ထွက်လိုက်ပါနောက်တစ်ခုပြပါမယ်ဒါ open setting လို့ဖြစ်လို့ရှိရင်ဒီမှာအောက်ဆုံးမှာ auto restore setting ဆိုပြီးဒီကောင် on ထားလို့လည်းရပါတယ်ဒီနေရာလေးကို on လိုက်လို့ရပါတယ်တကယ်လို့မိတ်ဆွေတို့ဖုန်းမှာဒီလိုပေါ်လာလို့ရှိရင်ဒီကောင်ကို on ထားလို့ရပါတယ် Okay ပြီးသွားရင် back ကိုပြန်နှိပ်လိုက်ပါပြီးသွားရင်ဓာတ်ပုံထည့်မဲ့နေရာလည်းဒီလိုပဲဗီဒီယိုထည့်မဲ့နေတယ်ဓာတ်ပုံထည့်မဲ့နေရာတူတူပါပဲဗီဒီယိုထည့်မဲ့နေရာဆိုရင်ဗီဒီယိုတန်းထည့်လို့လည်းရပါတယ်ဓာတ်ပုံထည့်မဲ့နေရာဆိုရင်ဓာတ်ပုံကိုထည့်လို့ရပါတယ်ဟိုဓာတ်ပုံထည့်နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါ auto နှိပ်ပါ auto limit asset ကိုနှိပ်ပါဒါဆိုလည်းခုနကလိုပဲဗီဒီယိုထည့်မလားဓာတ်ပုံထည့်မလားအကုန်ထည့်လို့ရပါတယ်ကိုယ့်ရဲ့မိမိဖုန်းထဲမှာရှိတဲ့ဓာတ်ပုံလေးတွေကိုဆက်လက်ပေးပြီးတော့ထည့်ပြီးသွားရင်ဆက်လက်ပေးပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒီ down ကိုနှိပ်လိုက်လို့ရှိရင် InShot တိုင်းလိုင်းတွေကိုရောက်သွားပါပြီ Okay ဘက်ကိုပြန်နှိပ်လိုက်ပါ color ဆိုတာရှိပါတယ် color ကိုတစ်ချက်နှိပ်ပါအမှကိုကဒီမှာgrad ရှိပါတယ် freestyle ရှိပါတယ် AI blend ရှိပါတယ် stat ရှိပါတယ်
class ကိုကျွန်တော်တစ်ချက်နှိပ်မှာဆိုရင်ဒီမှာ all over နှိပ်ပါဒီမှာ all limit accept ကိုပဲနှိပ်ပါပြီးတော့ဒီမှာကျွန်တော်ပုံလေးတွေကိုကြိုက်တဲ့ပုံလေးတွေကိုထည့်လို့ရပါတယ်ဥပမာကျွန်တော်ထားပါတော့ဒီမှာ AI ပုံလေးကျွန်တော်ကတစ်ပုံနှစ်ပုံသုံးပုံဒီသုံးပုံကိုကျွန်တော်က select ပေးပြီးတော့ကျွန်တော်နောက်ဒီမှာ down လေးချက်နှိပ်လိုက်ပါဒီလိုပုံလေးရပါမယ်ဒီလိုပုံလေးရောက်လာလို့ရှိရင်ကျွန်တော်ဒီမှာ select ပြီးတော့ပြန်မိပြီးတော့တစ်ပုံချင်းကိုကအရင်စပြခြင်းတဲ့ပုံကိုစပြီးတော့အရင် select ပြန်ပေးလို့ရပါတယ်ဒီမှာတစ်ပုံနှစ်ပုံသုံးပုံသုံးပုံဆိုလို့ရှိရင်ဒီကောင်ကကိုကဘယ်ပုံလေးကိုစပြမှာလဲဒီကောင်မလေးပုံကိုစပြပြင်သူက grad line လေးပေါ့နော် grad 3ခုဆိုရင် grad 3ခုလုပ်လို့ရပါတယ်ဒီမှာ select 1 or 20 photo ဆိုပြီးတော့ရှိပါတယ်ဒီမှာ select 1 or photo ရှိပါ20 photo ရှိပါတယ်တစ်ကနေပြီးတော့ပုံ20ထိကိုကျွန်တော်တို့ဒီထဲကိုထည့်ပြီးတော့ဒီ grad လေးလုပ်လို့ရပါတယ်နောက်ကျွန်တော်တပုံထည့်ပြပါမယ်အပေါင်းနှိပ်ပြီးတော့ပြီးသွားလို့ရှိရင်ကိုကြိုက်တဲ့ပုံထည့်ပြပါရင် down နှိပ်လိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာပုံလေးတွေဒီမှာအောက်မှာထပ်ရောက်လာပါတယ်အောက်မှာထပ်ရောက်တဲ့ခါလေးကိုကျွန်တော်ဟို light ထည့်ပါကျွန်တော်တို့ဒီမှာကိုလက်လေးနဲ့ကိုလိုချင်တဲ့ပုံလေးထည့်လိုက်လို့ရှိရင်ဒီမှာ grad line လေးဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကဓာတ်ပုံလေးတွေသူ့ဘာသူတချို့တွေကဒီ Facebook ပေါ်မှာတော့ဘာလို့ TikTok ပေါ်မှာတော့တင်ကျင်လို့ရှိရင်ဟိုဓာတ်ပုံလေးတွေကိုစာမျက်နှာတစ်ခုထဲမှာပဲပြုံပြီးတော့တင်ပါဘောနော် color လုပ်တဲ့နေရာလေးရှိပါဒါလေးဆိုရင်ဒီဟာလေးကိုအသုံးဝင်ပါတယ်โอเคပြီးသွားရင်ဒီလိုလေးပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒီမှာရှိတဲ့အမှန်ချစ်လေးကိုနှိပ်လိုက်ပါဒီမှာအမှန်ချစ်လေးရှိပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့ကဒီ grad line လေးနဲ့ color လုပ်တာဖြစ်ပါတယ်ဒီ grad line ကိုထည့်ဖို့ကပုံတစ်ပုံကနေပြီးတော့ပုံ20ထိကိုထည့်ပြီးလို့ရပါတယ်โอเคပြီးသွားရင်ကျွန်တော်တို့ကဒီထိပ်မှာရှိတဲ့ Facebook ကိုနှိပ်လိုက်ပါFacebook ကိုနှိပ်လိုက်လို့ရှိရင်ဒီကောင်ကမိမိဖုန်းထဲကိုစေ့သွားပါလိမ့်မယ်โอเคကျွန်တော်ဒါဆိုရင်ကျွန်တော်တို့ဖုန်းရဲ့ gallery ထဲကိုပြန်သွားကြည့်လိုက်ပါမယ်โอเค gallery ပဲသွားကြည့်တဲ့အချိန်မှာကျွန်တော်ရဲ့ဒီဖုန်းထဲမှာကိုကတော့ဝါလောက်ခဲ့တဲ့ဓာတ်ပုံလေးပေါ့နော်ဓာတ်ပုံလေးဒါ color လုပ်ခဲ့တဲ့ဓာတ်ပုံလေးရပါပြီโอเคဒီနေ့ lesson 1သင်ခန်းစာကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့သင်ခန်းစာလေးကိုကြည့်ပြီးတော့မိမိတို့အတွက်အကျိုးရှိခဲ့ရင် follow လေးလုပ်ခဲ့ပေးပါဦးဒါမှမဟုတ်နားမလည်တာမရှင်းနိုင်ရှိလို့ရှိရင်အောက်ရဲ့ comment မှာရေးခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ